အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာကတော့ဆိုင်နေမှာဈေးကြီးပေးပြီးစားရတဲ့ငါးတက်မရပေါင်းကိုမှမိမိအိမ်မှာပဲအလွယ်လေးလုပ်ပြီးတော့စားလို့ရအောင်လို့လုပ်ပြထားပါတယ်ကက်ကလေးဒါမှမဟုတ်လို့ရှိရင်ဒလာဘီယာငါးမိမိကြိုက်တာသုံးလို့ရပါတယ်စပလင်ပါပါမယ်ဂျင်းနဲ့ကြက်သွန်ပြူထောင်းထားတာလေးထည့်ပါမယ်ငရုတ်စိန်ထောင်းထားတာထည့်ပါမယ်ပြီးလို့ရှိရင်တော့တမယာသီးရဲ့ရှမ်းနဲ့နှံရဲ့နနံပင်လေးရဲ့ပါပါမယ်ခင်ဗျာငါးရဲ့အတွင်းပိုင်းနဲ့ဒီအရသာဆက်ဝင်အောင်လို့ဟိုဘက်ဒီဘက်ကိုအရာလေးပေးလိုက်ပါတယ်ပြီးလို့ရှိရင်အရင်ဆုံးကျွန်တော်ကတော့မတဲခင်မှာပေါ့နော်ဂျင်းကိုအရင်ညှစ်ပြီးတော့ငါးရဲ့ဒီအတွင်းပိုင်းနဲ့အထိကိုပေါ့နော်ဂျင်းလေးနဲ့တေချာပုတ်ပြီးတော့ဆေးတယ်ပြီးလို့ရှိရင်တော့ဒါအားလုံးကိုရေတပြန်လေးကျွန်တော်စင်အောင်လေးဆေးလိုက်ပါမယ်ညှိနှမ်းသက်သာအောင်လို့ပါရေတပြန်ဆေးပြီးပြီဆိုလို့ရှိရင်တော့စပလင်ရဲ့ဂျင်းရဲ့ထည့်ပါမယ်ပြီးရင်တော့ခရုစီအနေငယ်ရဲ့အသားမဟုတ်အနေငယ်ရဲ့ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ငါးရဲ့အတွင်းပိုင်းတည်းဒီအရာသာစိတ်ဝင်သွားအောင်လို့အားလုံးကိုနေပြီးတော့လုံထားပါမယ်ထားပြီးပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီနိုင်ယူဝက်လောက်ကျွန်တော်တို့အရာသာလေးနှက်ထားလိုက်ပါမယ်ခင်ဗျာငါးသက်မြောက်ပေါင်းလုပ်ရင်တော့ကက်ကရက်နဲ့တလာဘီယာကတော့အကောင်းဆုံးငါးတွေပေါ့နော်ကက်ကရက်ကတော့အနေငယ်စေးကြည့်ပြီးတော့စားလို့လည်းကောင်းတယ်တလာဘီယာကကြတော့မလက်လို့ရှိရင်ကျွန်တော်တို့ဒီအဘိုက်တွေမှာပေါ့နော်ဒီမဲမဲကြီးနဲ့ကျွန်တော်တို့ခါတက်တယ်တဲကြီးတွေပေါက်သွားပြီဆိုရင်ခါတယ်ပေါ့နော်ဒါကြောင့်မလို့ငါးရွေးတဲ့အခါမှာလက်ဖို့လည်းလိုပါတယ်ပြီးရင်တော့အရသာနယ်ထားတဲ့ငါးတွေကိုမိမိပေါင်းမဲ့ပကံတွေကိုထည့်ပါမယ်ကြွေပကံလည်းရပါတယ်ရင်နွေးစုလာပြီဆိုလို့ရှိရင်တော့အပေါ်ကပေါင်းတဲ့စကားလေးတင်ပြီးရင်ဒီငါးကိုထည့်ပြီးတော့ကျွန်တော်တို့9မိနစ်လောက်အရင်လေးပေါင်းထားလိုက်ပါမယ်ခင်ဗျာငါးလေးပေါင်းထားတော့ငါးသက်မြာပေါင်းတွေကိုထည့်ဖို့အတွက်ကိုအရေးလေးဆက်ပါမယ်ငရုတ်စိန်ထောင်းထားတာလေးထည့်ပါမယ်ကြက်သွန်ပြူလေးထည့်ပါမယ်ခင်ဗျာတကြားတစ်စုံလောက်ထည့်ပါမယ်ပြီးရင်တော့ခရုစီလေးအဲ့ပါအနှဲငယ်လေးထည့်လိုက်ပါမယ်နံပြာရည်ရဲ့တမယာသီးရဲ့လိုတလောက်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရပါပြီပြီးမှမမိစိတ်တိုင်းကြားပေါ့နော်ကျွန်တော်တို့ရှမ်းနနံနဲ့နနံပင်ကိုမမိစိတ်တိုင်းကြားထည့်ပြီးတော့ကျွန်တော်တို့ညှက်ထည့်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ဒီငါးသက်မယာပေါင်းတွေကိုထည့်ဖို့အတွက်ကိုချင်းချင်းဆက်ဆက်အရေးလေးရပါပြီခင်ဗျာအချို့ကတော့ဒီအရည်တွေအားလုံးကိုကျွန်တော်တို့ဒေအိုထဲမှာထည့်ပြီးတော့အရင်ဆုံးကြိုလိုက်ပါတယ်ကျွန်တော်ကတော့မကြိုဘဲနဲ့အရင်ဆုံးဒီအပြင်မှာပဲတခါတည်းအရည်ဆက်တယ်ဆက်ပြီးတော့မှပေါင်းတဲ့အိုးရဲကိုလောင်းထည့်ပါမယ်ဒီလိုမျိုးလဲအဆင်ပြေပါတယ်ခင်ဗျာ9မိနစ်လောက်ငါးကိုပေါင်းထားပြီးတဲ့အခါမှာတော့ငါးကနေပြီးတော့အရည်ပေါ့နော်အရင်ဆုံးပထမအရည်လေးတရည်ထွက်လာတယ်ဒါတွေကိုတော့ကျွန်တော်ကတော့တုံပစ်လိုက်ပါမယ်ဒီအရည်တွေကကြတော့စားဖို့အတွက်ကတော့အဆင်မပြေဘူးညှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်တုံထုတ်ပြီးတော့မှခုနကဆက်ထားတဲ့ sauce တွေကိုအပေါ်ကနေကျွန်တော်တို့ဆန်လိုက်ပါမယ်ဆန်ပြီးလို့ရှိရင်တော့10မိနစ်2မိနစ်လောက်တဲအိုးလေးဖုံပြီးတော့ပြန်ပြီးတော့ပေါင်းထားလိုက်ပါမယ်ဒါဆိုလို့ရှိရင်အခုဆက်ထားတဲ့အရည်ကလည်းနှူသွားပြီးတော့ငါးတွေကိုလုံးဝစိတ်ဝင်သွားမှာဖြစ်ပါတယ်ပြီးရင်တော့တမယာကွင်းလေးတွေကိုအလားဆင်ပြီးရင်ကျွန်တော်တို့ချင်ဆက်ပြီးတော့စားလို့လည်းကောင်းတယ်အရသာရှိတဲ့ငါးတမယာပေါင်းလေးရပါပြီအိမ်မှာလည်းလွယ်တကူလိုက်လှုပ်စားကြည့်လို့ရပါတယ်ခင်ဗျာဗီဒီယိုကိုကြည့်ရှုအားပေးတဲ့ကြောင့်မလို့ကျေးဇူးတင်ပါတယ်နောက်ဘလော့မှာပြန်တွေ့ပါမယ်ခင်ဗျာ